ပေါ်ပိုင်းဖြစ်တာလားအောက်ပိုင်းဖြစ်တာလားပါဝါဖြစ်တာလားမိတ်စားဖြစ်တာလားမခွဲနိုင်ဘူးပေါ့နော်ဒါမသိထားဘူးဆိုရင် Hello welcome back ကျွန်တော်ရဲ့ Test and Fix YouTube channel လေးနဲ့ပြန်လိုက်ကြဆိုလိုက်ပါတယ်ဒီမှာတော့ပါဝါမိတ်စားအကြောင်းလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ကဲချိန်မနာပဲစလိုက်ကြအောင်ဒီကောင်ကတော့ဒီနေ့ဟောပေါ့နော်ကျွန်တော်ဒါခွဲပြီးသားနေရာနဲ့စမယ်ပေါ့ဒီနေ့မှာဒီကောင်ကိုဒါဘယ်ကနေဘယ်လိုစေးရတယ်ဒါ step by step ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကောင်ကိုဒါအခုစမ်းပြမယ်ပေါ့နော်အရင်ဆုံးသူ့ရဲ့ error ကဘာဖြစ်တာလဲသူ့ရဲ့ error ဒီကောင်ရဲ့ error ကညာဘက်တစ်ချမ်းကခေါင်းတယ်ဒီဘက်တစ်ချမ်းကလာတော့လာတယ်ဒါပေမဲ့အတန်ကမှန်နေရပါတော့အတန်အကွဲတန်နေပါကွဲတန်နေပါဒါမှမဟုတ်ဒီကောင်ကိုအခုဘယ်လိုဖြစ်တာလဲပြပေးမှာပေါ့နော်ရှင်းနေတော့ copyright မိလားမသိဘူး copyright မိရင်တော့ဒီကောင်ကအပိုင်းဖြစ်ပြီးတော့ဒါဒီကောင်ကဘောလုံးကောင်ထိုးတစ်ချက်ကြည့်လိုက်ဘောလုံးကောင်ထိုးတစ်ချက်ကြည့်လိုက်ရင်ဒီကောင်ကဟောပေါ့နော်တစ်ချက်ပဲဒီကောင်ကဒါဒီပဲဖက်ဆန်းပြအောင်ပေါ့နော်ဘောလုံးကောင်ထိုးတစ်ချက်ရှိုးကြည့်လိုက်ပေါ့ဒါကခုပဲဖက်ဆိုရင်သူကဘောလုံးအဆုံးပြီးတင်တယ်ဖုံးမှလည်းအဆုံးပြီးတင်ထားတယ်ဒီစစ်အပိုင်းတော့ဒါဘောလုံးကောင်ထိုးအပိုင်းအဆုံးပြီးတင်တယ်ကိုယ်ရဲ့အတိုင်းပါတဲ့အပြင်ဘောလုံးကောင်ထိုးအဆုံးပြီးတင်ရတယ်ဘုံလို့ဘူးပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီကောင်ကပါဝါလေးကောင်းလာတယ်ဆိုတော့ဒီကောင်ကပါဝါဝိုင်းကောင်းတယ်ပါဝါဝိုင်းကောင်းပြီးရင်တော့ပေါ်ဝါမိတ်စားတွေကပြတ်တာအဲ့တော့ဒီကောင်မှာဘယ်လိုခွဲမလဲဘယ်ခန်းညာချင်းဘယ်လိုခွဲရမလဲပေါ့နော်ပြတ်တဲ့အပိုင်းအခုကျွန်တော်ဒီမှာခွဲပြပါမယ်ဒီရတာဒီဟာမှာဒီကောင်မှာဒီမှာနှစ်ကြိုးပါတယ်ဒီကန်တဲ့ကြိုးလေးပေါ့နော်ဒီကောင်နဲ့ဘောမိတ်စားနဲ့သက်ဒီတော့ပြန်လာရအောင်ဒါခုဒီမှာဘောကောင်ထိုးတိုးပဲနေထိုးလိုက်တော့ပြီးနေမြင်ရတယ်ရှော့လိုက်မယ်ရှော့ပြီးထိုးစမ်းကြည့်လိုက်အတန်ကျင်းရှေ့ပေါ့နော်ဒီတစ်ချမ်းဒီဘက်တစ်ချမ်းဒီကောင်တစ်ချမ်းနဲ့ဆမ်းဒီတစ်ချမ်းနဲ့ဆမ်းဒီတစ်ချမ်းနဲ့ဆမ်းဒီကောင်အကောင်းပါလို့ဒီပြန်ကောင်းတယ်ပေါ့နော်ဒီပြရတယ်ဒီပြန်ကောင်းတယ်အဲလိုဟောက်ကပြန်ထိုးဒီတစ်ချမ်းနဲ့ဆမ်းကောင်းလာလို့နော်ဒီကောင်ဆမ်းတော့ဟိုကောင်တို့တော့လို့ဖြစ်တယ်ဒီကောင်ကမဆုံးဒီချေရတယ်ပေါ့နော်ဆုံးဒီချေရတာဒီဘက်ပိုင်းအောင်တက်တာတေချာသွားပြီတေချာသွားပြီဆိုတော့ဒီကောင်ကိုဒါဒီ channel ကဒီကျိုးပြတ်တာဒီ line ရပေါ့နော်ဒီ line အောက်ကောင်မှာဒါအခုဒီကောင်ကိုပါဝါဝိုင်းဘယ်ဟာဆိုတာတော့ဘယ်လိုခိုင်းကြရှင်းပြမယ်ဘယ်ပိုင်းကဘယ်လိုလာလဲဆိုတော့ရှင်းပြပေးမယ်နော်အခုလောဆယ်ဒီကောင်ရဲ့ပြည့်တဲ့အပိုင်းကပါဒါဟိုဘက်အခုညာဘက်နဲ့ပြန်ဆန်းအောင်လာဒီအောင်ခွဲပြီးမသိဘူးဆိုရင်အပေါ်ပိုင်းဖြစ်တာလားအောက်ပိုင်းဖြစ်တာလားပါဝါဖြစ်တာလားမိတ်စားဖြစ်တာလားမခွဲနိုင်ဘူးပေါ့နော်ဒါမသိထားဘူးဆိုရင်ဟုတ်ပြီဒါဆိုဒီပြည့်တဲ့ဘိုင်းကိုတည်သွားပြီပြည့်တဲ့ဘိုင်းကိုတည်သွားပြီဒီဟာဒါဟုတ်တယ်ဒါကလက်နေအပိုင်းလက်တဲ့ဘိုင်းဒါအခုကျွန်တော်တို့ပေါ်ဘိုင်းဖြစ်တဲ့ပြည့်တဲ့အောင်တည်ပြီဆိုတော့ပေါ်ဘိုင်းဖြစ်တဲ့ပြည့်တဲ့အောင်တွားမှာပေါ့နော်ရမှာပေါ့စကိ
ပြတ်တဲ့နာလေးပြတ်တဲ့ကက်ဒီကောင်မှာပြတ်တဲ့ဟာကဒီနေရာလာမသိဒီကောင်လေးမှာဒီကောင်လေးဒီနေရာလေးကျိုးနေဒီမှာကျိုးနေတယ်သူတို့ line တွေပြတ်တယ် line တွေပြတ်တော့ဒီမှာ line တွေပြန်ဆက်ထားတယ် line တွေပြန်ဆက်ထားတယ်ဒီကောင်ရဲ့ဟုတ်ပါနော် line တွေပြန်ဆက်ထားတယ်ဒါပြီးသူ့လောင်နဲ့ဒီနားကဒီဟိုကောင်လေးကဒီကောင် capacitor ဒီကောင်လေးကတော့ကွဲခဲ့တယ်ပေါ့နော်သူတို့ဘယ်လိုသုံးကြတာတော့မသိဘူးကွဲခဲ့တယ်ဟုတ်ပြီအဲ့ဒီတော့ဒီကောင်ကိုဒီမှာပြပေးမယ်နော်ဒီနော်ဒီနော်အဲ့ဒီမှာဒီကောင်ကတော်နေတော့ပြောထားတယ်တော်နေတော့ဒီကောင်မှာသူအတန်ပညာတွေမှာဘယ်ကလာပြီးညာမလာတာညာလာပြီးဘယ်ကမလာတာလို့ဒီမှာအောက်ကပါဝါပိုင်းကောင်းခဲ့တယ်ဆိုရင်ဒီလေဆာပိုင်းနေရာစေရပါတော့နော်လေဆာပိုင်းနေရာစေဒီကောင်မှာကောင်းတာတစ်ခုကဒီလိုမျိုး IC အကြီးတွေမပါဘူးပေါ့နော်ဒီ445အဲ့တိုင်းမှာ IC နဲ့မောင်းပေးတာဒါဒီကောင်ကဒါတော်နေတော့အောက်ကပါဝါနေလာတယ်အောက်တစ်ခုရေးပညာပေါ့နော်ဒီကောင်ကတော့ left right ground ပေါ့နော်အတန်ဝင်ပေါ့ input ပေါ့ဒီကောင်ကလည်းတူတူပဲဒီမှာလာတယ် input ဝင်တယ်ဒီမှာလာထွက်ဒီကောင်ကတော့အတန်ပညာပေါ့ left right ပညာဝင် left right ပညာထွက်ပေါ့နော်ဒီကောင်မျိုးဒါဒီကောင်ကတော့တော်နေတော့တိုးချက်လောက်တယ်အတန်တိုးချက်လောက်တယ်ခလုတ်ရဲ့ဝင်ပေါ့ socket ပေါ့နော်ဒီကောင်လည်းတူတူပဲဒီကောင် power supply ဝင်ပေးတယ် body ဝင်ပေးတယ်ဟုတ်ပြီအဲ့တော့ဒီကောင်ကိုလာတည်သွားပြီပေါ့နော်ဒီသွားတော့ဒီဟာမှာငါတို့ကဒါအကွဲခဲ့တယ်ဒီကောင်မှာဒါဒီဟာလေးလဲဒီနှလုံးလဲလောင်းတယ်အဲ့တော့ loss မှာဒီကောင်ရဲ့ဘယ်လိုဖြစ်တော့လဲဆိုတော့ဒီကောင်ကိုလှည့်ရမယ်ပြီးရင်ဘယ် line ကဘယ်ကောင်ရဲ့ကျွန်တော်ငုံကဒီကောင်ပေါ့ဒီဟာလောင်းနေပြီဆိုဒီဟာရဲ့ဒီငုတ်ကအပေမောင်းအပေ IC ကမောင်းလာတယ် DIC လားတော့မဟုတ်ဒီအုပ်စုလားပေါ့နော်ဒီအောင်ခွဲတာဘယ်လိုခွဲမလဲစကားဘယ်လိုလိုက်မလဲဒီနားလေးမှာပြပေးမယ်ဒါလေးမှာပြပေးမယ်အဲ့တော့ဒီကောင်ကဒီမှာဒါဆိုရင်ဒါဒီငုတ်sorry ဒီငုတ်ဆိုရင်ဒါဘယ်ကနေဒီလိုလိုက်မလဲဆိုတော့ဒီကောင်မဟုတ်ဘူးဒီငုတ်ဆိုရင်ဒီဘက်အကောင်ကိုအရင်ပြောလိုက်မှာနော်ဒီငုတ်ဆိုရင်ဒီဟာလေးဆိုရင် ground ဘာဖြစ်လဲဆိုတော့ဒီမှာထိဒီကောင်လေးနဲ့ပါထိဒီဘက်အကောင်မျိုးထိတယ်ဆိုတော့ဒီကောင် ground ပေါ့နော်ဒါဆိုတော့ကျန်တစ်ဖက်ကိုလိုက်ရမယ်ဒီကောင်ကိုလိုက်ရမယ်ကျန်တစ်ဖက်ကိုလိုက်ရမယ်ဆိုတော့ဒီကောင်ကဒီကနေဒီလိုသွားတယ်ဒီကနေဒီလိုသွားတော့ဒီမှာလေးကပါရောက်လာတယ်အားလေးခံထားတယ်ပေါ့နော်အားလေးခံထားတယ်ဒီကနေဒီကိုသွားတော့ဒီမှာလေးက capacitor နဲ့ဒီလုံးနဲ့ခံထားတယ်ဒီကိုသွားတယ်သူလိုင်းရတဲ့နေလိုသွားတယ်ဒီမှာနံပါတ်9ကိုလိုက်ဒီကောင်ကဒီ4458 IC ဒီကောင်ပေါ့နော်တော့ကျွန်တော်ဝိုင်းထားတဲ့ IC ဒီကောင်ကသူကဘယ်7ဆိုတော့ဒီကောင်က output 7 output ထွက်ပေးတယ်5နဲ့6က input မှာဝင်ပေးတယ်ထို့တူပဲ1က output ထွက်ပေးတယ်2နဲ့3က output လုပ်ပေးတယ်ဒီလိုပေးတယ်4ကတော့ ground 8ကတော့ VCC ပေါ့နော်5 volt ဝင်ပေးတယ်ပေါ့4.8 volt 4.5 volt ဝင်ပေးတယ်ပေါ့တော့ဒီကောင်ကိုဒါဒီအတန်မမှန်တာကြောင့်လို့တန်မမှန်တာဒီကောင်ကိုလဲပေးရတယ်ဟုတ်ပြီဆိုတော့ဒီကောင်ပြီးသွားပြီဒီကောင်ပြီးသွားတော့အတန်မမှန်တာဟုတ်ပြီဒီကောင်ကအခုလဲလိုက်ပြီတကယ်လို့မအောင်သေးဘူးဆိုရင်သူ့ရဲ့အုပ်စုကဒီမှာ VCC လေးခုကိုပေါင်းပြီးကျွေးခဲ့ကြတယ်ဆိုတော့ဒီကောင်ကတအုပ်စုပေါ့နော်ဒီကောင်ကတအုပ်စုပေါ့ဒီအုပ်စုကဒီဘက်အကောင်ထွက်ပေးတယ်ဒီအုပ်စုကဒီဘက်အကောင်ထွက်ပေးတယ်ဟုတ်ပြီဆိုတော့ဒီဘက်ကဒီလေးလုံးကောင်းရင်အောင်ပြီလားဒါအပိုင်ပြောလို့မရသေးဘူးဒီကောင်ကိုမောင်းတယ်ဒီဘက်က driver ဒီကောင်နဲ့မောင်းပေးတယ်ဒီကောင်ရဲ့ driver ကဒီကောင်ကိုမောင်းပေးတယ်ဒီ driver လည်းတစ်ချက်စစ်ပေးရမယ်နော်ဟုတ်ပြီဒါဆိုရင်
ဒါလေးကအတန်ဟိုတစ်ချမ်းလာတယ်တစ်ချမ်းကြောင်းနေဆိုတဲ့အချိန်မှာဒါစစ်ဆေးတယ်ပေါ့နော်ဒါပေမဲ့ပါဝါပိုင်းကမလာတာမျိုးဆိုရင်တော့ဒီအောက်ကပါဝါပိုင်းကဟာကိုစစ်ပေးရမယ်ခဏနေပါဝါပိုင်းကိုပြပေးမယ်ဟုတ်ပြီပါဝါပိုင်းကိုစစ်ဆေးဖို့လိုအပ်တယ်ပေါ့ဒါခုကတော့ဒါပေါ်ပိုင်းမိတ်ဆာပိုင်းဖြစ်တာပေါ့နော်ဟုတ်ပြီအဲ့မှာတစ်ချက်ပြပေးမယ်ဒါခုဒီကောင်ဆိုရင်ဒါတွေကဒါဒီကောင်ပိုင်းဆိုတာကဟို display ပိုင်းဒါဒီကောင်ကဘယ်လိုလဲ digital display ပဲဒါတွေက mic socket တင်နဲ့ဒါကသူ့ရဲ့ဖွင့်ပေါ့နော်သူ့ကိုထိန်းပေးတဲ့ volume control bass travel echo ပုံပေါ့ဒါတော့ main volume ပေါ့ဒီတန်းပေါ့အဲ့လိုအတန်းလိုက်သွားတာလာတဲ့အတန်းတွေအကုန်လုံးကပြီးပြီဆိုမှမြင်တယ်မလားဒီမှာဒီကြိုးရဲ့ဒီကနေပြီးဒီ socket ပေါ့တော်တော်ပြောရဲ circuit ပြအောင်ဝင်ပေါ့နော်ဒါဆိုတော့ဟိုကောင်ကဒီ mixer နဲ့ဒီအောက်က power in နဲ့ဂျာတုံးနေဂျာကန် circuit ပုံစံမျိုးနဲ့တုံးတာပေါ့နော်ဒါပေမဲ့ဒီကောင်က mixer ထဲမှာပါတာဟုတ်ပြီဒါဆိုရင်ဒါက mixer အပိုင်းဒီကောင်မှာဒါက power ဘိုင်းပေါ့နော် power transformer ရဲ့ truck ကနေပြီးခါမှသူကအလုပ်လုပ်ပေးတယ်ဒီကောင်မှာဒီကောင်ကဒီ power mixer ကဟိုအဝင်မှာသူကဒီကောင်41 ဒီကောင်တွေက41 42နဲ့မောင်းပေးတာဒီကောင်ဒါပေမဲ့ဒီကောင်နေရာမှာ41 42နဲ့မောင်းတော့ပဲနဲ့7812 7805ဆိုပြီးရင်သူအစားထိုးမောင်းပေးထားတယ်အဲ့ဒီမှာဒီကောင်တွေရမ်းကြီးတော့ဒီကောင်တွေအဆောင်ရင်ပူရမ်းပူတော့ဘာဖြစ်တာလဲပေါ့နော်အဲဆိုတော့ဒီကောင်ဖြုတ်တိုင်းကြည့်တယ်အကောင်ဟုတ်ဒီကောင်ဖြုတ်တိုင်းကြည့်တယ်အကောင်အဲဆိုတော့ဒီကောင်တွေတိုင်းကြည့်တော့ဒီကောင်တွေကကောင်းတယ်ပေါ့နော်ကောင်းတော့ဒီကောင်တွေကိုကျွန်တော်တို့ကဖြုတ်လိုက်ရပြီပေါ့။ပြန်ကောင်းရင်တော့ဒီကောင်တွေကဒီကောင်တိတက်လောင်လာတာပေါ့နော်ဒီကောင်တွေ frequency မမီရတယ်နဲ့မောင်းမိတာလား။ခုဒီမှာပြောဆိုတော့ဒီကောင်နှစ်ခုလဲလိုက်ရတယ်။အဲ့တော့ဒီကောင်တွေကတော့ baud rate regulator IC တွေပေါ့နော်သုံးချောင်းဒီဘက်ကတော့ transistor တွေပေါ့။အဲ့ဒါ transistor တွေပေါ့ဒီကောင်ကတော့ကောင်းတယ်ဒီက baud rate regulator IC အနေနဲ့သုံးချောင်းထောင်တွေကတော့လောင်လဲလိုက်ရတယ်။လဲလိုက်ရတာကတော့သူကအရင်လဲရတာပေါ့နော်မိတ်စာမကောင်းခင်ကအရင်လဲရတာဒါပေမဲ့ဒီကောင်ကနောက်မှပြောဖြစ်သွားတာဒါကတော့ဟိုဒီ power supply ဘိုင်းပေါ့ power supply ဘိုင်းဒါပေမဲ့ဒီကောင် power amplifier မဟုတ်သေးဘူးဒီကောင်ကနေပြီးမှဒီကောင်ကနေပြီးကမှဒီကောင်ဘိုင်းဆိုရင်ဒီကောင်ဘိုင်းဆိုရင်ကျွန်တော်တို့ကဒီကောင်ကဘယ်လိုလဲဆိုတော့ဒါကဘယ်လုံးကလာတဲ့ circuit ကနေလာတဲ့ကောင်မှာသူက circuit ကမဟုတ်ဘဲနဲ့ဒီကောင်ကဟိုအောင်လာတာကွန်ထုတ်ကနေလာတော့ဒီကကွန်တီဝိုင်းရနေလာတယ်အဲ့ပြီးရင်သူကဒီကောင်လေးပါဝါဒီလိုတစ်ချမ်းစီမောင်းတာပေါ့နော်တစ်ဝက်ဒီကြမောင်းတော့ဒီ3 4 5 6တစ်ဝက်စီမောင်းပေးတာပေါ့အကောင်ကသူကဒီတစ်ချမ်းကိုသူဒီတစ်လိုင်းနဲ့မောင်းတယ်ဒီတစ်ချမ်းကိုဒီတစ်လိုင်းနဲ့မောင်းတယ်လို့ပေါ့နော်သူအုပ်စုလိုက်လေးရဲ့ရောင်းရအားစစ်စားမရှိရင်တော့ရွာလဲတယ်ဒါပေမဲ့ဝါသနာပိုင်းတော့ချအားပေးရဲ့မနိုင်ရင်ဆက်ဆရာကြီးပြင်သွားအောင်မဟုတ်ဘူးလားဟုတ်ပြီဒါဒီကောင်ကဒီပိုင်းပေါ့နော်ဒီလိုမျိုးစစ်ဆေးရတယ်ပေါ့ဒါဒီစားကြီးပြင်တာကတော့ဒီပိုင်းကကျတော့ပြော amplifier တွေကအခုတော့မပြင်ဖြစ်ဘူးဒါဒီပိုင်းကိုနောက်ဗီဒီယိုမှာရှင်းပြပေးမယ်ဒါမှမဟုတ်ပုံစံတွေလာတဲ့အခါမှာလည်းရှင်းပြပေးမယ်နော်ဒီကောင်လေးကကြော်လိုက်မယ်အပေါ်ကဟိုဘယ်လိုစစ်ဆေးရတယ်ဆိုတာပဲအဓိကပြောပြပေးမယ်ဒါတခုတော့အချင်းချင်းပြောပြပေးလိုက်မယ်နော်ဟုတ်ပြီဒါဆိုတော့ဒီဟိုဘက်က IC လဲထားပြီ profile လဲထားပြီဟိုလောက်လာပြီးဟောင်းကြည့်တော့အတန်ကအောင်တယ်အတန်အောင်တယ်ပေါ့နော်ဒါပေမဲ့အတန်အောင်တယ်ဒီမှာတော့ဒါတော့အခုရှင်းပြလို့အမြင်နေတာပေါ့နော်ဒီမှာဒီတိုင်းမှာဒါဒီလမ်းဘယ်ကိုသွားတယ်လဲတော့ကျွန်တော်ပြောရတယ်ဟို R နဲ့ resistor နဲ့သွားတယ် resistor နဲ့ capacitor သွားတယ်ဆိုတော့လိုက်နေတာပေါ့နော်ခါညောင်းလိုက်ရတာပေါ့ဒီလိုမျိုးလိုက်ရမယ်ဒီလိုမျိုးလိုက်ပြီးရင်ဒါဘာသာမပါဘဲနဲ့တော့ဒီကောင်ကလောရတာမလွယ်ဘူး amplifier တွေကတော့ဒါဘာသာပါတယ်သူတော်များများမှစင်ဒီမှာကျန်တဲ့ကျွန်တော်ပြခဲ့တဲ့ဟိုရှေ့ပြခဲ့ inverter တို့ဘာတို့ကကျတော့ battery စမ်းလို့ရတယ်ဒီကောင်တွေကတော့ဘာသာပါတဲ့သူကလိနိုင်တဲ့သူကတော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ဘာသာပါရင်စိတ်ပါရင်လောက်ပါအားပေးပါတယ်ဟုတ်ပြီဆိုတော့ဒီကောင်မှာကျွန်တော်က
ဒါဒီကောင်ရဲ့တဖြုတ်တာတွေကတော့ပါတယ်ဒါမှမဖြုတ်လိုက်မပြတော့ပုံမှန်ဆိုရင်တော့ပြနေကြပါတော့ဟုတ်ပြီနောက်နေ့ကျရင် inverter ဘာညာပြန်လာမယ်ဒါအခုတော့ဒီလောက်ပဲကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like subscribe မလုပ်သေးဘူးဆို like subscribe ကျွန်တော်လုပ်ခဲ့ပေးပါအားလုံးကျေးဇူးအများကြီးတင်ပါတယ် see you next time